ကမောင်းကပွားသွားလိုက်ပါလေရုပ်တိတဲ့မလုံးလုံးနဲ့လူတွေပြေးလိုက်ရအောင်တကြံပေးရလေးတွေဆိုတော့ရောသူ့ရဲ့ဒါသူ့လေးသူမလေးတွေအလဲရောက်နေကြတာသူ ကိုရှိနေပါလေခင်ဗျာဘာလို့မလို့ဘလောက်ပန်းနဲ့ခုခဲ့လဲဟဲ့ပန်းချင်မအောင်လို့ငါတို့မှလည်းအန်ဒီလေးပန်ပေးမယ်ရောကိုင်းကြောအများကြီးပဲနော်ဘာလဲအချောဆုံးနေကြည့်စုထားသဘောကျသွားပြီဟိုဘက်အချောဆုံးနေကြည့်ဆိုတော့သဘောကျသွားပြီဟုတ်တယ်တော့ဟုတ်တယ်ဘောကြီးကလူလူပဲဟုတ်စားလုံးလုံးလေးအခုကတော့လေနေရာဒီပူလွန်းတဲ့အချိန်မှာဒီရတော့တို့ရဲ့အိမ်နီးနားချင်းတွေနဲ့စုပြီးတော့မလုံးကြီးပေါ်လှုပ်စားကြမလို့ပေါ့နော်။ကြံနဲ့ကြံနာနီးလေးဆိုတော့လေမလုံးကြီးပေါ်လေးစားပြီးတော့ရင်အေးအောင်လို့ဖွင့်နေဆိုနေမြန်ပြီးဘုံရဘောကြီးလုံးမနေကြနဲ့အောင်နေရဘူးပြရဘူးနဲ့ဝယ်ရည်လေးသွားဝယ်လိုက်အောင်တူကြီးမရအောင်နော်။ဟုတ်မေအဆက်ကမေးချင်မှာအေးမေးအိတ်ထရယူသွားအဲ့ဆိုမေးနာမလုံးထားလိုက်အေးလုံးလိုက်မယ်လုံးကောင်းတယ်စားစရာတွေကတောက်စရာတွေရောမြန်မြန်လေးလာသွားဝယ်ကြညံ့ညံ့ဝယ်ခဲ့နော်များဝယ်ခဲ့အဲ့ဆိုလေမြန်လေးသွားဝယ်ကြဒီကဲတဲ့ကရရင်ဝယ်ခဲ့အေးလေးတောင်းအောင်အေးဝယ်ခဲ့မမေးရအောင်မအေးအစင်းတော့ဒီနေ့က royalty နဲ့ပြီးတော့မလုံးကြီးပေါ်လည်းဖြစ်သွားတာပေါ့ညာတော့ဝယ်ခိုင်းလိုက်တယ်အိမ်နာချင်းတွေလည်းလိုက်ဝင်တယ်ပေါ့ဒီမလုံးကြီးပေါ်လုံးမှုအတွက်ကကြတာရသူတို့ကလေတောင်မြင့်ဆန်ကိုညကလေးရေးစိန်ပြီးတော့ကြိတ်ထိုးပြီးတော့ချင်းမြင်အိတ်ပေါ့နော်အိတ်တွေနဲ့စစ်ထားတညာလုံးစစ်ထားပြီးတော့ဒီလိုမျိုးလေးတွေရလာတာဆန်အမောင့်ကိုသုံးပြီးတော့လုံးတာမဟုတ်ဘူးပေါ့ဒီမလုံးလေးကကြတော့ပို့ပြီးတော့ပြီးတော့စားလို့ကောင်းတာပေါ့နော်ဒီမုံလုံးလေးရွယ်နဲ့ ထည့်ရမယ်ရေမစင်းလေးနဲ့တိုက်ပြီးဒီလေးတွေဆက်သွားအောင် royalty သွားဝယ်တဲ့လူတွေကိုငုတ်သိသိမှလည်းမလားမဆန် မှာလိုက်ပါဒီလေးနဲ့တောက်လိုက်ရစူးစူးဆက်ကလေးဒါလေးကိုစားပြီးဝယ်ဒီလေးတောက်လိုက်ရတာကိုရှိလို့မောပြေတို့ကိုရှိနေပါလေခင်ဗျာတသားချစ်တဲ့အားလုံးခင်ဗျာအဲ့နဲ့တခြားယူခဲ့ဖုန်းကြီးလူကိုထည့်ရရေခဲရောရခဲ့တာပါရခဲ့ငါရောရေခဲပေါ့ကဲပေါ့ဒီမဲ့ပဲဒီတကူနှစ်ခုယူခဲ့ဝယ်ခဲ့ဒီလက်မနဲ့မလောက်ရင်ထပ်ဝယ်ဖို့ရှိသေးလားရှိသေးအများကြီးဒီမှာဒီလိုစိရုပ်တိစဲကမလုံးလုံးနဲ့လူတွေပြေးလိုက်ရအောင်အဲ့မလို့လည်းလေဒီစိဝေရည်ရတယ်တစ်နှစ်တစ်နှစ်ပိုးပိုးပူတာလည်းကြာအလုံးလို့ရတာလည်းပိုးပိုးပင်မလာတာပေါ့ဟုတ်တယ်နေရတအားပူတော့ကြတော့လေဒီရတော့တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေနဲ့တစားတက်တွေကလည်းဆုံးရှုံးတယ်အဲ့တော့ကြတော့အဲ့ဒီဆုံးရှုံးသွားတဲ့ရေနဲ့တစားတက်တွေကိုပြန်ဖြည့်ဖို့ဆိုလို့ရှိရင်ဒီလို royalty တောက်ပြင်ရတာပေါ့အဲ့ကြောင့်ဒီနေ့မုံလုံးလုံးနဲ့လူတွေကနေရပူမီးရပူနေဆိုတော့လေroyalty လေးဖြော်တိုက်မယ်ဆိုတော့သူကပြင်းနေတာပေါ့အဖေပြောမလားအဲ့ပြောမယ်လေဒီနေ့ပြင်ပြောဒါဘယ်နှထုတ်ပါလဲထုံ50လားထုံ50အဲ့ဆိုအားလုံးပေါင်းအထုတ်100ပေါ့ဟုတ်တယ်ထုတ်တယ်အဖေဒီ royalty ကကြတော့ဒီလို royalty အထုတ်4တုပ်ကိုရေး1လီတာဟောအေးအဲ့ဆိုတော့အဖေမှတ်ပြီးတော့ဖြော်လိုက်ပေါ့အေးပါ25လီတာလောက်ရှိမှာပေါ့ကြီးအမေကတင်ချာညက်တယ်ဆိုတော့အဖေပဲထွက်ပြီးတော့ဒီလောက်25လီတာဆိုရင်ဒီတိုင်း25ခုအတူတူပဲကြီးအဲ့ဒါပြောအောင်နေတယ်ဒါရည်ဒီညီဖို့လူလိုသေးလားလူသေးတယ်လူသေးတယ်နိုင်လေကောင်းပါလေတော့မုံလုံးရေဘွားရင်ဒုလုံးထားလေးကြောင့်မလှတာဟဲ့ကဲဝိုင်းရတီလာပြီနော်စောက်နေတာဒါခဲ့တယ် ဒီမှာအေးလေးဝိုင်းရတီနဲ့မုံလုံးရေပုံနဲ့ လေးနဲ့ရချီရတော့လေကြာမောလေးပြေမုံလုံးရေပေါ်လေးနဲ့ချွေးလေးတယောက်မောကိုပြေးသွားတာပဲနှစ်ခွက်တော့ရပါပြီဟိုဘက်ကပြေးလိုက်အောင်တစ်ခွက်တော့ပို့ယူလိုက်အောင်မအေးကယူလိုက်
နေတာပဲမုံလုံးလေး ဟုတ်ပါအခုလို့မြမရွာကတရားရောက်ရင်လေအဖေကတော့မုံလေးပေါ်လေးကိုစားလိုက်ရမှကျင်တတ်တာ အခုလိုမြမရွရနှစ်ခုကာလမှာရတော့သူတို့ရဲ့အိမ်နီးနားချင်းတွေနဲ့အတူတူပြပြပပစရုဒီတာလို့ဖြစ်တဲ့ဘလော်လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နောက်ထပ်လာမယ့်ရတော့သူတို့ရဲ့အညာဒေတာနဲ့ပတ်သက်တဲ့ဘလော်လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်